ရာဇဂျိုမြို့တော်၌ချမ်းသာကြွယ်ဝလာသောတထေသားတဦးရှိခဲ့သည်သူ၏ဘဝမှာစိတ်ကူးတိုင်းပြည့်စုံနိုင်ပြီးအပျော်ပါးနှင့်ပြည့်နှက်နေခဲ့သည်သူသည်ငွေတန်ဖိုးကိုမသိဘဲပျော်ရွှင်မှုကိုသာလိုက်လံရှာဖွေနေခဲ့သည်အနေ့တွင်သူလာသာအမည်ရှိသောလှပလွန်သည့်ပြည်တန်စာမကူတွေ့ခဲ့သည်သူမ၏အလှနှင့်အပြုံးများကြောင့်သူ၏နှလုံးသားကိုချက်ချင်းဖန်ဆလိုက်ပြီးထိုအချိန်မှစ၍သူ၏ဘဝသည်ပုံမူလွဲမှားလာခဲ့သည်ချိန်ကြာလာသည်နှင့်အမျှသူ၏ငွေကြေးများသည်တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်အပျော်ပါးကိုမရက်တတ်နိုင်သောကြောင့်သူသည်အကျွေးများတဲသို့ကြာရောက်သွားခဲ့သည်ချမ်းသာမှုသည်မကြာခင်မှာပင်မရှိတော့ခဲ့ပါနောက်ဆုံးတွင်သူသည်အိမ်မက်ငွေမဲ့ဖြစ်သွားခဲ့ပြီးလမ်းဘေးတွင်ထိုင်ကတောင်းစားရသည့်ဘဝသို့ကြာရောက်သွားခဲ့သည်တစ်ချိန်ကဂုံတိတ်ခါရှိသူတဦးသည်ယခုအခါလူမသိအောင်ကြာဆင်းသွားခဲ့သည်အချို့သောဒုစရိုက်သမားများကသူ့ကိုမြင်တွေ့ပြီးအလွယ်တကူငွေရနိုင်မိခိုးဆိုးလူရဲမှုများသို့ဖိတ်ခေါ်ခဲ့သည်တညတွင်တကိုးလုံးစင်ဖမ်းမိသွားခဲ့သည်လူအများကဝိုင်းဖမ်းပြီးဘရင်ထံသို့တင်ပြခဲ့ကြသည်နောက်ဆုံးတွင်သူသည်တည်တံချမှတ်ခြင်းကိုခံရလေတော့သည်တခါနီးအချိန်တွင်သူလာတာကသူ့အတွက်မုန်းနှင့်ရေပို့ပေးခဲ့သည်ထိုအချိန်တွင်အရှင်မဟာမောဂလန်မထေရရောက်ရှိလာခဲ့သည်သူသည်မိမိစားရန်အစားအရှင်မြတ်အားလှူဒန်းလိုက်ပြီးတည်ပြီးနောက်တွင်သူသည်နတ်ပြည်သို့ရောက်နိုင်တော်လဲဆွဲလန်းသောစိတ်ကြောင့်လိန်တော်ရုပ်ကစိုးနှက်ဘဝသို့မွေးဖွားခဲ့သည်သို့သောအလူ၏အကျိုးတန်ဖိုးသည်မပြောက်ကွယ်သေးပါရုပ်ကစိုးနှက်သည်သူလာတာကိုတစ်ကြိမ်ပြန်တွေ့လို့စိတ်ဖြင့်ခေါ်ဆောင်သွားခဲ့သည်နောက်ဆုံးတွင်သူမသည်ဘုရားရှင်တရားတော်ကိုနာယူခွင့်ရရှိခဲ့သည်လူအများလဲကောင်းမှု၏အကျိုးကြီးမားမှုကိုသိမြင်နားလည်ကြသည်